300 လုံးဒီအရေးပေါ်အခြေအနေများအတွက်ဒါဖြစ်သည်သင်အတွက်အရေးပေါ်အကူအညီလိုအပ်ပါကသို့မဟုတ်စိုးစိုးရွားရွားထိခိုက်ဒဏ်ရာရရှိသူဖျားနာသူသို့မဟုတ်အန္တရာယ်ကျရောက်နေသောသို့မဟုတ်ဆိုးရွားသောမတော်တဆမှုသို့မဟုတ်ရာဇဝတ်မှုတစ်ခုကိုသင်တွေ့မြင်ပါကဖုံးခေါ်ဆိုပါပြောသောအတန်ကိုသင်ကြားရမည်သင်အရေးပေါ်300 လုံးကိုခေါ်ဆိုထားပါသင်ခေါ်ဆိုမှုကိုချိတ်ဆက်နေပါသည်ဤဒီမှာမှတ်တမ်းတင်ထားသော Max 6ဖြစ်သည်သင်ဖုံးခေါ်သောအခါတွင်ဤကဲ့သို့အသံထွက်ပါမည် You have dialed emergency 000. Your call is being connected. လမ်းပေါ်မှာနေပါဖုံးမဆက်ပါနဲ့သူတို့မေးလိုက်မယ်ရဲလားမိသလားသို့မဟုတ်လူနာတင်ရလားထို့နောက်ဘယ်ပြည်နယ်နည်းမြို့ကအရေးပေါ်အခြေအနေလဲမိရဲ့အဖြေကိုအင်္ဂလိပ်လိုပြောပါထို့နောက်သင်တောင်းဆိုသောအရေးပေါ်ဝန်ဆောင်မှုတို့ချိတ်ဆက်သွားပါမည်ဖုန်းခေါ်သူကအရေးပေါ်ဘယ်မှာရှိလဲမေးပါလိမ့်မယ်စကားပြန်မတောင်းခင်လိပ်စာကိုအင်္ဂလိပ်လိုပြောပါစကားပြန်လိုအပ်ပါက interpreter အင်္ဂလိပ်လိုနှင့်သင်ဘာသာစကားကိုရှင်းလင်းစွာပြောပါစကားပြန်နှင့်ချိန်ဆက်နေစဉ်ဖုန်းခေါ်ဆိုမှုကိုခိတ္တစမ်းငင်ထားမည်ဖြစ်သည်ဖုန်းမဆက်ပါနဲ့စကားပြန်သည်သင်အားခေါ်ဆိုသူနှင့်စကားပြောရန်ကူညီပေးပါမည်ခေါ်ဆိုသူသည်မိခုံးများမင်းမည်ဖြစ်ပြီးစကားပြန်ကသင်ဘာသာစကားဖြင့်မိခုံးများမင်းမည်ဖြစ်ပြီးခေါ်ဆိုသူအားသင်၏အဖြစ်များကိုအင်္ဂလိပ်ဘာသာဖြင့်ပြောပြမည်ဖြစ်သည်မှန်ကန်သောအကူအညီကိုစုစည်းရန်ခေါ်ဆိုသူသည်မိခုံးများမေးပါမည်ဥပမာသင်ဖုန်းနံပါတ်ကပါလဲဘာဖြစ်သွားတာလဲလူဘယ်နှယောက်ဒဏ်ရာရသလဲနိုးနေသလားအိတ်နေသလားသူတို့အသက်ရှူနေတာလားမိကိုသူတို့မပြောရင်ဖုန်းမဆက်ပါနဲ့သင်အားညွှန်ကြားချက်များပေးရန်အတွက်ဖုန်းခေါ်ဆိုသူသည်ဘုန်းတွင်ရှိနေနိုင်ပါသည်ဖုန်းပြောနေစဉ်အကူအညီရောက်လာပါကဖုန်းမကန်ပါနဲ့လိုအပ်ပါကကူညီရန်စကားပြန်သည်ဖုန်းထဲတွင်ရှိနေနိုင်သည်ညီသည့်ဖုန်းမှမဆိုအချိန်နှစ်သို့မဟုတ်ည303လုံးသို့ဖုန်းခေါ်ဆိုနိုင်ပါသည်ခေါ်ဆိုမှုသည်အခမဲ့ဖြစ်သည်300 လုံးသည်ကူညီရန်ဤနေရာတွင်ရှိသည်တည်ငြိမ်နေပါရှင်းရှင်းလင်းလင်းဖြည်းညင်းစွာပြောပါဖုန်းခေါ်သူနှင့်စကားပြန်ကိုနားထောင်ပါသူတို့ကမိကိုပြောရင်ဖုန်းချလိုက်ရုံပဲလူနာပိုဆိုးလာပါက303လုံးကိုထမှန်ခေါ်ဆိုပါ